စီးပွားရေးလုပ်ငန်းတွေအပါအဝင် investment fund ကြီးတွေနဲ့ audit fund တွေမှာ HR management, financial and accounting, sales and marketing နဲ့ operation လုပ်ငန်းကိစ္စရပ်တွေမှာ auto ERP နဲ့ထိထိရောက်စနစ်တကျလှုပ်ဆောင်နိုင်ဖို့အတွက် auto ERP တန်းခွဲများကိုအခုလာမဲ့ January လ24ရက်နေ့မှာ NLFA မှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ဒီတန်းခွဲမှာတော့လက်တွေ့လုပ်ငန်းဝင်တွေမှာအသုံးချနေသော invoice တင်ခြင်း bill pay ချေခြင်း leave အတည်ပြုခြင်း stock စီမံခန့်ခွဲခြင်းများပါဝင်ဌာနအလိုက်ပူးပေါင်းလှုပ်ဆောင်ခြင်း dashboard တိစောက်ခြင်း report များချက်ထွင်သုံးသပ်ခြင်း AI tools တွေနဲ့ဘယ်လိုလုပ်လို့ရမလဲဆိုတာတွေကိုစာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်။ Startup founder များ SME လုပ်ငန်းလုပ်ကိုင်သူများ accountant များ IT professional များအတွက်အထူးသင့်လျော်တဲ့ Auto ERP တန်းခွဲသစ်ကိုတက်ရောက်လိုသူများအနေနဲ့ NLFA မှာဆက်သွယ်မေးမြန်းစုံစမ်းအနံ့နိုင်ကြပါပြီရှင်။